မင်္ဂလာပါဖိလစ်ပိုင်နိုင်ငံခေစုံမြို့ Radio Veritas Asia အာရှသမารယာတန်လွှင့်ဌာနမှာမြန်မာဘာသာအစီအစဉ်များကိုစတင်အတန်လွှင့်နေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနက်6နာရီမှ6နာရီ28မိနစ်အထိလိုင်းတို 30.86 မီတာ 9.93 မီဂါဟက်စ်မှတစ်ကြိမ်ညနေပိုင်းအစီအစဉ်များကိုမြန်မာစံတော်ချိန်ညနေ6နာရီမှ6နာရီ28မိနစ်အထိလိုင်းတို 19.42 မီတာ 15.453 မီဂါဟက်စ်မှတစ်ကြိမ်နေ့စဉ်တစ်ကြိမ်အတန်လွှင့်နေပါတယ်သောတာရှင်ပေါင်းဘုရားရှင်ကောင်းကြီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်းနှုတ်ခွန်းဆက်ပါတယ်သောတာရှင်များမင်္ဂလာပါရှင် Radio Veritas Asia မြန်မာဘာသာအစီအစဉ်မှာတနင်္ဂနွေနေ့နံနက်ပိုင်းအစီအစဉ်များကိုဓမ္မတေးနဲ့တတအမြင်ကဏ္ဍအဖြစ်ကျမ Sister Elizabeth ဖြူနှင်းတက်မှအစာပြုတင်ဆက်ပေးသွားပါမယ်ရှင်သောတာရှင်များရှင်ဒီနေ့ဟာ33ကြိမ်မြောက်တာမန်တနင်္ဂနွေနေ့ပဲဖြစ်ပါတယ်။ဒါအပြင်သေလွန်သူများရဲ့ဝိညာဉ်တွေအတွက်အထူးဆုတောင်းပေးရမယ်လားဖြစ်သလိုကျမတို့ရဲ့ဘဝကိုပြန်လည်ဆန်းစစ်ရမယ်အချိန်နောင်တယူရမယ်အချိန်လည်းဖြစ်ပါတယ်။အပြစ်ပြုတဲ့မှားယွင်းတယ်ဆိုတာဟာဘုရားသခင်အလိုရှိတဲ့လမ်းကနေတွေ့ဖီသွားခြင်းပါပဲ။ဘုရားရှင်ကဒီလမ်းအတိုင်းဆက်သွားပါဆိုတာကိုရက်လိုက်ရင်ရက်ပါလို့ပြောနေတာကိုဆက်သွားရင်အပြစ်မိပါတော့တယ်ဓမ္မမိတ်ဆွေအပေါင်းတို့ရှင်ဒီကနေ့ကျမတို့စိတ်နှလုံးသားထဲမှာဆွေးမြဲပြီးကြင်ကြံရမယ့်အချက်ကတော့လောကမှာဘယ်အရာမှမတည်မြဲဘူးဖန်ဆင်းရှင်ကလွဲပြီးဖန်ဆင်းခံတတော်အားလုံးဟာဒီနေ့တော့ပျက်စီးပြတ်သုံးသွားကြရမှာပါပဲတခါကခွဲစိတ်ခန်းမှာအသုံးပြုကြတဲ့မေဈေးကိုဖော်ဆက်တဲ့ဆရာကြီးကိုသတင်းထောက်တွေကမေးမြန်းကြတဲ့အခါတကယ်တော့1862ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာကျွန်တော်တွေ့ခဲ့တဲ့အကြီးမားဆုံးအရာကတော့ကျွန်တော်ကအပြစ်သားဖြစ်တယ်သခင်ခရစ်တော်ကတော့ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့စစ်မှန်တဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်လို့ဖြေကြားခဲ့ပါတယ်မှန်ပါတယ်ဒီဆရာကြီးဟာဖျားရှင်ကိုဖျားနေရာမှာနေရာပေးလိုက်ခြင်းပဲဖြစ်ပါတယ်နှလုံးသားတစ်ခုဟာဖျားနဲ့နီးလာလေဖျားရဲ့မေတ္တာတရားကိုပိုမိုခံစားရလေဖြစ်ပါတယ်ဒီလိုခံစားရလေသူဟာအပြစ်သားဆိုတာသိမဲ့ဝန်ခံနိုင်လေပဲဖြစ်ပါတယ်လောကကြီးမှာအပြစ်ထက်ဆိုးတာဘာမှမရှိပါဘူးဒံယေလအနာဂတ်ကျမ်းမှာသေမင်းရဲ့ရန်ကလွတ်မြောက်အောင်ရှောင်ပြေးတာထက်အပြစ်ဒုစရိုက်ကနေလွတ်အောင်ရှောင်ပြေးတာကမှပညာရှိဖြစ်တယ်လို့ဆိုထားပါတယ်ရှင်ပေထရုဩဝါဒစာအခန်းကြီး1အငယ်19မှာလဲကျမတို့ကိုရွှေငွေအစရှိတဲ့ဖောက်ပြန်ပျက်စီးတတ်တဲ့အရာတွေနဲ့ရွေးယူထားတာမဟုတ်ဘဲအပြစ်ကင်းတဲ့တိုးတငယ်ရဲ့အသွေးနဲ့ဝယ်ယူထားတာဖြစ်တယ်လို့အတိအလင်းပြောကြားထားပါတယ်။ဒါကြောင့်အဖခမည်းတော်ရဲ့ရင်ခွင်တော်မှာခိုနားနိုင်ဖို့ဆိုရင်ခရစ်တော်လျှောက်ခဲ့တဲ့လမ်းအတိုင်းခရစ်တော်ထံကတစ်ဆင့်လျှောက်မှသာဖြစ်နိုင်မှာပါ။ဒီလမ်းကတော့ကားတိုင်လမ်းပဲဖြစ်ပါတယ်။မိမိရဲ့ကားတိုင်ကိုထမ်းပြီးကျမတို့အရင်ကွယ်လွန်သွားကြပြီဖြစ်တဲ့ဝိညာဉ်များအားလုံးဟာလည်းခရစ်တော်ရဲ့တန်ရှင်းဖြူစင်လာတဲ့အသွေးတော်နဲ့ဝယ်ယူခြင်းခံရပြီးထာဝရဒုက္ခချမ်းသာကိုခံစားရပါစေ။ကျမတို့လည်းပဲကြံရှိနေတဲ့အတ္တတာမှာနေ့စဉ်နဲ့အမျှမိမိရဲ့ဘဝကိုခရစ်တော်နဲ့အတူအကောင်းဆုံးပြင်ဆင်သွားကြပါစို့လား။ဒီနေ့အစီအစဉ်အတွက်ဒေသရှင်ချစ်သူဝေတည်ဆိုထားတဲ့အသက်ရှင်သောသူတို့၏နိုင်ငံတော်ဆိုတဲ့သချင်းကိုရွေးချယ်ထားပါတယ်။ဒီတေးကိုဒီနေ့နိုဝင်ဘာလ4ရက်နေ့မွေးနေ့ရှင်များနဲ့အတူနားဆင်နေသောသောတာရှင်တဦးစီအတွက်ပါဖျော်ဖြေတင်ဆက်ပေးလိုက်ပါတယ်ရှင်။
ပေါင်းပွဲရှင်မာတေဦးဧဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်1မှ12တိုင်ကိုရောသည်လူအစုအဝေးတို့ကိုမြင်လျင်တောင်ပေါ်သို့တက်တော်မူ၏ထို့နောက်ကိုရောသည်ထိုင်တော်မူသောအခါတပည့်တော်တို့သည်အထံတော်သို့စုဝေးလာကြ၏ထိုအခါကိုရောသည်မိမိ၏နှုတ်တော်ကိုဖွင့်၍သူတို့အားဟောပြောသွန်သင်တော်မူသည်ကားအတွင်းစိတ်၌ဆင်းရဲသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းငင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ဝမ်းနည်းငိုကြွေးသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်နှစ်သိမ့်ခြင်းခံကြရလိမ့်မည်စိတ်နှလုံးနှူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်မြေကိုအမွေခံကြရလိမ့်မည်ဖြောင့်မတ်ခြင်းတရားကိုစာမွတ်တောင်းတသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်လိုအင်ဆန္ဒပြေဝကြလိမ့်မည်တနာကျင်နာရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်တနာကျင်နာခြင်းခံကြရလိမ့်မည်စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်ဖျားသခင်ကိုဖူးမြင်ကြရလိမ့်မည်ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်ဖျားသခင်၏သားများဟုအခေါ်ခံကြရလိမ့်မည်ဖြောင့်မတ်ခြင်းတရားအတွက်ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏လူတို့သည်ငါအတွက်ကြောင့်သင်တို့ကိုစော်ကားညှဉ်းဆဲပြီးမဟုတ်မမှန်ပဲအမျိုးမျိုးပြစ်တင်ရှုတ်ချကြသောအခါသင်တို့သည်မင်္ဂလာရှိကြ၏ရှင်လန်းဝမ်းမြောက်ခြင်းရှိကြလော့အကြောင်းမူကားကောင်းကင်နိုင်ငံတော်၌သင်တို့ခံစားရမည့်ဆုလတ်သည်ကြီးမားလှပေ၏ဤဒီကယေရှုခရစ်တုခင်၏မြတ်သောဧဝံဂေလိတရားတော်ပေတည်းညီအကိုမောင်နှမအပေါင်းတို့ယဟန္တာသူတော်စင်များပွဲနေ့ကအလွန်ထူးခြားတဲ့ပွဲတော်နေ့ရက်ဖြစ်ပါတယ်။အသင်းတော်ရဲ့ပြက်ကလေးကိုကြည့်မယ်ဆိုရင်မရေမထွက်နိုင်တဲ့ယဟန္တာတွေရဲ့ပွဲနေ့တွေကျင်းပတာကိုတွေ့ရတယ်။ယဟန္တာသူတော်စင်တွေအများစုဟာပုပ်ယဟန်မင်းကြီးတွေယသိတွေသီလရှင်တွေခက်ခဲပြီးတော့အန္တရာယ်ရှိတဲ့အချိန်ကာလမှာရှင်သန်ခဲ့ကြတဲ့တရားတော်အတွက်အသက်အသေးခံခဲ့တဲ့သူတွေဆိုတော့သူလိုငါလိုလူမျိုးတွေကြတော့ဘယ်နေရာမှာများပါကြသလဲအဖြေကတော့ဒီကနေ့ကျွန်တော်တို့တွေကျင်းပနေကြတဲ့ပွဲနေ့ဟာသူတို့တွေအားလုံးရဲ့ပွဲနေ့ဖြစ်ပါတယ်ဒီကနေ့ကျင်းပတဲ့ယဟန္တာအပေါင်းပွဲနေ့ကသူတို့စင်တွေအများစုဟာသူတို့ဘဝကိုအကောင်းဆုံးရှင်သန်ခဲ့ကြတဲ့သူများတွေရှေ့မှာမထင်ပေါ်ခဲ့တဲ့တာမန်လူတွေဖြစ်ကြပါတယ်တောင်သူလယ်သမားတွေအိမ်ရှင်မတွေဈေးသည်တွေကျောင်းသူကျောင်းသားတွေစီးပွားရေးလုပ်ငန်းရှင်တွေစီးရင်ကိုင်တွေရှေ့နေတွေလက်သမားပယံတွေစသဖြင့်သူတို့ရဲ့ဘဝကိုအကောင်းဆုံးအသက်ရှင်ခဲ့ကြပြီးတော့ဒီကနေ့ကောင်းကင်ဒုက္ခချမ်းသာကိုခံစားနေကြတဲ့တာမန်လူတွေကိုကျွန်တော်တို့ဒီကနေ့ဂုဏ်ပြုကျင်းပနေခြင်းဖြစ်ပါတယ်။သူတို့တွေကကျွန်တော်တို့လိုပဲတခါတရံမှာစိတ်ဆိုးခဲ့ကြမယ်၊ပြင်းရိခဲ့ကြမယ်၊ကလန်ကဆန်နာမခံပဲရှိခဲ့ကြမယ်၊မယိုးမသားပြုမိကြမယ်။အ
တင်းပြောမိခဲ့ကြမယ်စသဖြင့်ဘလို့မျိုးပဲဖြစ်နေပါစေအဆုံးမှာဘုရားရှင်၏ဂျေဇုတော်ဖြင့်ဒီအားနည်းချက်တွေကိုဖျက်ဆီးနိုင်ခဲ့ကြပြီးတော့ယေရှုခရစ်တော်နဲ့ပို့ပြီးတော့တူလာခဲ့ကြပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တွေသူတို့ကိုဂုဏ်ပြုကျင်းပနေကြခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကအကယ်၍မကောင်းတဲ့အချင်းစရိုက်အလေးအထတွေနဲ့နှိမ့်မြို့စရာမကောင်းတဲ့ကိုကြီးကိုသွေးရှိကြတဲ့ကျွန်တော်တို့ထက်ပိုပြီးတော့ဘာမှထူးထူးခြားခြားမရှိကြတဲ့သူတို့တွေအောင်မြင်နိုင်ကြတယ်ဆိုရင်ကျွန်တော်တို့တွေကရောဘာကြောင့်မအောင်မြင်နိုင်ကြမလဲညီကောင်မောင်နှမအပေါင်းတို့အရေးကြီးဆုံးမေးခွန်းကငါတကယ်ပဲယဟန္တာသူတော်စင်ဖြစ်လို့တဲ့စန္ဒရှိရဲ့လားအကယ်၍လမ်းပေါ်မှာသွားနေတဲ့သူတယောက်ကိုခမားဖြူစင်တန်ရှင်းခြင်းရရှိလို့သလားခမားယဟန္တာသူတော်စင်ဖြစ်ချင်သလားလို့မေးရင်သူကရီကောင်းရီပါလိမ့်မယ်ယဟန္တာသူတော်စင်ဆိုတာမဖြစ်နိုင်လောက်အောင်ကိုချိုသာလွန်းနေဖရာတရားနဲ့ပြည့်စုံလွန်းနေသူ့ဘဝကပျော်ရွှင်စရာမကောင်းမနဲ့ညီငွေ့စရာကောင်းလွန်းတယ်လို့ထင်တတ်ကြပါတယ်တန်ရှင်းစင်ကြယ်ပြီးတော့သူတော်စင်ဖြစ်လို့တဲ့ဆန္ဒကအယံကိုအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့အကယ်၍တစုံတစ်ယောက်ကသူ့မှာသူတော်စင်ဖြစ်လို့တဲ့ဆန္ဒမရှိဘူးဆိုရင်သူဟာခရိယန်တစ်ယောက်လည်းမဖြစ်နိုင်ပါဘူးတကယ်တော့စိတ်ကူးတွေကမဟုတ်တဲ့တကယ်ယဟန္တာဆိုတာပြားရည်ကဲ့သို့မချိုသာပါဘူးဖျားတရားနဲ့မပြည့်စုံပါဘူးအခုလူတွေထုလုပ်ထားကြတဲ့သူတို့ရဲ့ပလတ်စတာဆင်းတုတော်တွေလို့မဟုတ်ပါဘူးသူတို့တွေဟာအကျန်းခံနေတက်ကြွတယ်သူရဲကောင်းတွေဖြစ်ကြပါတယ်လမ်းပေါ်မှာသွားနေတဲ့သူကိုခမရယဟန္တာဖြစ်ချင်သလားလို့မေးရင်သူရည်ပါလိမ့်မယ်ဒါပေမဲ့ခမရသူရဲကောင်းဖြစ်ချင်သလားလို့မေးရင်ဖြစ်ချင်တယ်လို့ဖြေကောင်းဖြေပါလိမ့်မယ်ယဟန္တာသူတော်စင်တွေကသူရဲကောင်းတွေဖြစ်ကြပါတယ်ဖျားရှင်ကြီးဂျေဇုတော်ဖြင့်လောကကြီးကိုအောင်မြင်ခဲ့ကြတဲ့သူတွေဖြစ်ကြပါတယ်သူတို့ရဲ့ဘဝမှာလောဘနဂါတဏှာနဂါအာနာနဂါအတ္တနဂါမနာလိုခြင်းနဂါတွေကိုအောင်မြင်ခဲ့ကြပါတယ်ညီကောင်မောင်နှမအပေါင်းတို့သင်ဘဝကိုအမှန်တကယ်ပျော်ရွှင်စေတဲ့အရာကဘာလဲဒါကမေးကိုမေးရမယ့်မေးခွန်းတစ်ခုဖြစ်ပါတယ်ငါဘဝကိုအမှန်တကယ်ပျော်ရွှင်အောင်ပြုလုပ်ပြီးတဲ့အရာကဘာလဲမိမိဒီမေးခွန်းကိုဘယ်လိုဖြေမလဲသင်ရဲ့သားသမီးတွေကဒီမေးခွန်းကိုဘယ်လိုဖြေကြမလဲလူငယ်တွေနဲ့တချို့နည်းနည်းကြီးကြီးပိုင်းတွေအတွက်ပျော်ရွှင်မှုဆိုတာသူတို့ဘဝမှာပိုင်ဆိုင်တဲ့အရာသူတို့ဘဝမှာတတ်နိုင်တဲ့အရာတွေကသူတို့အတွက်ပျော်ရွှင်မှုဖြစ်ပါတယ်တာယာမှုကိုခံစားရခြင်းကျေနပ်မှုကိုခံစားရခြင်းကသူတို့အတွက်ပျော်ရွှင်မှုဖြစ်ပါတယ်တက်တောင့်တက်တာရှိခြင်းကိုလိုချင်တာကိုရွေးချယ်နိုင်ခြင်းကိုလှုပ်ချင်တာကိုလွတ်လပ်စွာလုပ်နိုင်ခြင်းကသူတို့အတွက်ပျော်ရွှင်ခြင်းဖြစ်ပါတယ်အသက်ရလာတဲ့အခါပျော်ရွှင်ခြင်းကသူများတွေအတွက်ကျွန်တော်တို့ရဲ့ဆန္ဒတွေထဲမှာရှိလာပါတယ်မိမိရဲ့သားသမီးတွေဘဝကောင်းစားနေတာကိုမြင်ရခြင်းမိသားစုအကွဲပြဲတွေကိုကုသပေးခြင်း၌ပျော်ရွှင်ရခြင်းမျိုးတွေဖြစ်ပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ဘုရားရှင်ကကျွန်တော်တို့ရဲ့အတွေးခေါ်နဲ့စန့်ကျင်တဲ့ပျော်ရွှင်ခြင်းအတွေးခေါ်မျိုးကိုမိန့်ဆိုပါတယ်ဝမ်းနည်းငိုကြွေးသောသူတို့သည်ဆင်းရဲသောသူတို့သည်ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူတို့သည်မင်္ဂလာရှိကြ၏တနည်းပြောရမယ်ဆိုရင်ပျော်ရွှင်ခြင်းကမိမိကိုယ်တိုင်ရဲ့တာယာမှုဒါမှမဟုတ်ရင်မိမိကြောင့်တခြားသူများတာယာမှုခံစားရခြင်းတဲမှာတော့မှမဟုတ်ပါဘူးလွယ်ကူတဲ့အရာကပျော်ရွှင်ခြင်းမဟုတ်ပါဘူးခက်ခဲတဲ့အရာကပျော်ရွှင်ခြင်းကိုပေးပါတယ်တက်တောင့်တက်တာရှိတဲ့အရာကပျော်ရွှင်ခြင်းမဟုတ်ပါဘူးမှန်ကန်တဲ့အရာကသာလျှင်ပျော်ရွှင်ခြင်းကိုပေးပါတယ်ကျွန်တော်တို့ဘဝပျော်ရွှင်နိုင်ဖို့ခရစ်တော်ဘုရားရှင်ကဤကဲ့သို့အမှန်တကယ်ပဲမိန့်ဆိုနိုင်သလားကိုရောရှင်မိန့်ဆိုနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်ရဲ့လိုအပ်ချက်များမိမိကိုယ်တိုင်ရဲ့နှစ်သိမ့်မှုမိမိကိုယ်တိုင်ရဲ့တာယာမှုကျေနပ်မှုအပေါ်မှာအခြေခံတဲ့ပျော်ရွှင်ခြင်းအတွေးအခေါ်ကရေရှည်မခံပါဘူးတခဏတာအတွက်သာလျှင်ဖြစ်ပါတယ်တာယာမှုကိုတန်းတရှာဖွေခြင်းကဘယ်တော့မှပြေဝကျေနပ်ရောင်ရဲတင်းတိမ်မှုကိုမပေးနိုင်ပါဘူးဘာဖြစ်လို့လဲဆိုရင်အမြဲတမ်းပို၍လိုချင်တန်းတနေအောင်မှာဖြစ်ပါတယ်ညီကောင်မောင်နှမအပေါင်းတို့ကိုယ်မှာမရှိတဲ့အရာကိုလိုချင်ဆန္ဒဖြစ်နေခြင်းမှာပျော်ရွှင်ခြင်းမရနိုင်ပါဘူးကိုယ်မှာရှိနေပြီးသားအရာကိုကြည်နဲ့ဝမ်းမြောက်ခြင်းကတန်ရှင်းစင်ကြယ်ခြင်း holiness ဖြစ်ပါတယ်ညီကောင်မောင်နှမအပေါင်းတို့ယဟန္တာသူတော်စင်တွေကပျောက်သွားအောင်မှာဖြစ်တဲ့တာယာမှုကြည်နပ်မှုကိုမရှာကြဘဲနဲ့သူတို့ဘဝမှာရှိနေပြီးသားအရာ၌စစ်မှန်တဲ့ပျော်ရွှင်မှုကိုခံစားကြရတာကြောင့်မို့သူတို့ဘဝခက်ခဲနေချိန်မှာပဲဖြစ်ဖြစ်ဝမ်းနည်းနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ပျော်ရွှင်နေခဲ့ကြတဲ့သူတွေဖြစ်ပါတယ်
ညီကောင်မောင်နှမအပေါင်းတို့ယဟန္တာအပေါင်းပွဲမှာဖတ်ရှုရတဲ့ပထမကျမ်းဗျာဒိတ်တော်ကျမ်းအခန်းကြီး9အခန်းငယ်73မှာထိုအခါတက်ကြီးဝါကြီးတို့အထဲမှတဦးကဝိယုံဖြူကိုဆင်မြန်းထားကြသောဤသူတို့ကမိသူတို့နီမိသည့်အရက်ကလာကြသည်နည်းဟုရှင်ယောဟန်ကိုမေးတဲ့အခါမှာရှင်ယောဟန်ကသခင်အရှင်သိပါသည်ဟုပြန်ဖြေပါတယ်ဒီခါထိုတက်ကြီးဝါကြီးကအခုလိုပြန်ပြောပါတယ်ဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခမှလွတ်မြောက်လာကြသူများဖြစ်ကြ၏ရှင်ယောဟန်ရဲ့ယူပါယုံထဲမှာမြင်တွေ့ရတဲ့အဘယ်လူသားမှမရေတွက်နိုင်အောင်များပြားတဲ့လောကကြီးထဲမှာဒုက္ခတွေကိုခံထမ်းပြီးတော့မိမိတို့ရဲ့ဝိယုံတွေကိုသိုးတငယ်ရဲ့သွေးနဲ့ဆေးပြီးတော့ဖြူစင်ခဲ့ကြတဲ့လူစုဝေးကြီးဟာကျွန်တော်တို့ကဲ့သို့သူလိုငါလိုလူတွေဖြစ်ကြပါတယ်လောကကြီးထဲမှာတော့ကနှလုံးကြေကွဲခြင်းစိတ်ထိခိုက်နာကျင်ခြင်းတွေကိုခံစားခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်တနေ့ပြီးတနေ့လူဘဝကိုဒီလိုပဲဆက်ပြီးတော့သွားနိုင်ရအောင်ရုန်းကန်ကြိုးစားခဲ့ကြရတဲ့သူတွေဖြစ်ကြပါတယ်ခက်ခဲတဲ့နေ့စဉ်ဘဝတာတွေကိုဖျက်ဆီးခဲ့တဲ့အခါမှာယုံကြည်ခြင်းကိုအလွယ်တကူနဲ့မခံယူနိုင်ခဲ့ကြတဲ့သူတွေဖြစ်ကြပါတယ်ဖျားကိုဆက်လက်ပြီးတော့ယုံကြည်ခြင်းထားနိုင်ဖို့သူတို့ရဲ့ဒုက္ခပြဿနာတွေအလယ်မှာဖျားရှင်ကသူတို့နဲ့အတူဆက်လက်ပြီးတော့ရှိနေတော်မူတယ်ဆိုတာကိုယုံကြည်နိုင်ဖို့ဘဝမှာဖြစ်ပျက်သမျှအဆိုးအကောင်းအရာတွေအားလုံးကဖျားရှင်ရဲ့လက်တော်ထဲမှာရှိတယ်ဆိုတာကိုယုံကြည်နိုင်ဖို့ခက်ခက်ခဲခဲတန်တရားများစွာနဲ့ရုန်းကန်ခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်ညီကိုမောင်နှမအပေါင်းတို့အရေးကြီးဆုံးအချက်ဖြစ်တဲ့ဖျားရှင်ကသူတို့ကိုဆက်လက်ပြီးတော့ချစ်နေတော်မူတယ်ဆက်လက်ပြီးတော့ခွင့်လွှတ်ပေးနေစေဖြစ်တယ်ဆိုတာကိုယုံကြည်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတဲ့သူတွေဖြစ်ကြပါတယ်ဒါပေမဲ့သူတို့ဆက်လက်ပြီးတော့ယက်တည်ခဲ့ကြတယ်ဖျားရှင်ရဲ့ဂရုတော်တွေကိုဆက်လက်ပြီးတော့ဖက်တွယ်ခဲ့ကြတယ်ဒါကြောင့်လေဖျားရှင်ကသူတို့ကိုဘယ်သောအခါမှကြာရှုံးမသွားစေဘဲနဲ့ဖျားပေါ်မှာယုံကြည်အားကိုးနိုင်တယ်ဆိုတာကိုသူတို့တွေတွေ့ရှိခဲ့ကြတယ်ဒီကနေ့ကျွန်တော်တို့ဂုဏ်ပြုခြင်းပါနေတဲ့ယဟန္တာအပေါင်းတို့ကဘယ်သူတွေလဲသူတို့တွေထဲမှာကျွန်တော်တို့တီးခဲ့တဲ့ကျွန်တော်တို့ချစ်ခဲ့ကြတဲ့သူတွေပါဝင်ပါတယ်ခရစ်တော်၏နှုတ်တော်ရဲ့စကားကိုယုံကြည်မျှော်လင့်ပြီးတော့သေဆုံးသွားခဲ့ကြတဲ့သူတွေဖြစ်ကြပါတယ်ညီကောင်မောင်တို့အပေါင်းတို့ဒါဟာကျွန်တော်တို့အတွက်ကြီးမားတဲ့နှစ်သိမ့်မှုအားပေးမှုကြီးဖြစ်ပါတယ်တနင်္ဂနွေနေ့မစ္စာတရားတော်များ၌ပါဝင်ဖို့ကျွန်တော်တို့စုယုံကြတဲ့အခါမှာဒီဖျားเจ้าလေးထဲမှာပဲရှိနေတဲ့ယာကနန်းသာလူကလေးတွေတင်စုဝေးနေကြတာမဟုတ်ပါဘူးအကယ်၍သာကျွန်တော်တို့မှမြင်နိုင်တဲ့မျက်စိသာရှိမယ်ဆိုရင်မရေမတွက်နိုင်အောင်များပြားတဲ့ခေါင်းငင်တမန်တွေသိုးတငယ်ရဲ့အသွေးနဲ့ဖြူစင်ခဲ့ကြတဲ့တန်ပေါင်းများစွာသောသူတော်စင်များနဲ့အတူပါဝင်ရှိခိုးနေကြတာဖြစ်တယ်ဆိုတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်ဒီချက်ကိုဟေဘရုဩဝါဒစာအခန်းကြီး7အခန်းငယ်22ကနေ24မှာတွေ့ရှိရပါတယ်ညီကိုမောင်နှမအပေါင်းတို့ယဟန္တာကဲ့သို့ဖြူစင်တန်ရှင်းခြင်း holiness အကြောင်းကိုကျွန်တော်တို့စဉ်းစားကြတဲ့အခါတာမန်ထက်ထူးခဲ့တဲ့သူတွေကသာလျှင်ဖြူစင်တန်ရှင်းသူများဖြစ်ကြတယ်လို့ကျွန်တော်တို့တွေးတတ်ကြပါတယ်ဒါကကျွန်တော်တို့တွေဒီလဲဖြူစင်တန်ရှင်းခြင်းရှိကြဖို့ဖခင်၏တောင်းဆိုခြင်းအတွေ့အခေါ်ကိုကျွန်တော်တို့တွေကခုခံနေခြင်းမျိုးဖြစ်ပါတယ်အကယ်၍သာတာမန်ထက်ထူးခြားတဲ့လူနည်းစုကလေးကသာလျှင်ယဟန္တာသူတော်စင်တွေဖြစ်ကြတယ်ဆိုရင်ကျွန်တော်တို့တွေကကိုယ်နဲ့မဆိုင်တဲ့ကဲ့သို့မိမိအတွက်မဟုတ်တဲ့ကဲ့သို့တွေးထင်ပြီးတော့တစ်ချိန်ချင်းတစ်ခါခါမှဆိုပြီးတော့ရွှေဆိုင်လိုက်ကြပါတယ်ညီကောင်မောင်တို့အပေါင်းတို့ကျွန်တော်တို့တွေကိုပြန်ပြောတတ်ကြတာကတနေ့နေ့မှာတော့ငါအခုထက်ပိုပြီးတော့ဆူတောင်းလာလိမ့်မယ်တနေ့နေ့တစ်ချိန်ချိန်မှာတော့ငါရဲ့အပြုမှုတွေတန်ရှင်းလာလိမ့်မယ်ပိုပြီးတော့ဖြူစင်တန်ရှင်းလာလိမ့်မယ်လို့တွေးတတ်ကြပါတယ်အလုံးပိတ်ထားတဲ့ယသိချောင်းကြီးတွေထဲမှာဆူတောင်းမြတ်တာတွေကိုစိတ်ငြိမ်စွာရွတ်ဆိုနေကြတဲ့ထူးခြားတဲ့သူတွေသာလျှင်တန်ရှင်းသောသူတော်စင်များဖြစ်ကြတယ်လို့ကျွန်တော်တို့တွေးတတ်ကြပါတယ်ပထမကျမ်းဗျာဒိတ်တော်ကျမ်းအရာယဟန္တာသူတော်စင်များရဲ့အည်အတွက်ဟာဘယ်လူသားတဦးတစ်ယောက်ကမှမရည်တွက်နိုင်အောင်ကိုများပြားပါတယ်တန်ရှင်းစင်ကြယ်သောသူတော်စင်များဖြစ်ကြဖို့လူတိုင်းဖိတ်ခေါ်ခြင်းခံကြရပါတယ်လူတိုင်းဟာဘုရားရှင်ချစ်ခြင်းမေတ္တာတော်ဖြင့်ရှင်သန်ပြီးတော့ထိုမိမိရရှိထားတဲ့ဘုရားရှင်ရဲ့မေတ္တာတော်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ဘဝထဲမှာလက်တွေ့အကောင်အထည်ဖြစ်စေဖို့ဖိတ်ခေါ်ခြင်းခံကြရပါတယ်တန်ရှင်းစင်ကြယ်ခြင်းကကျွန်တော်တို့နဲ့မဆိုင်တဲ့ကျွန်တော်တို့ကနေအလှမ်းဝေးကွာနေတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့တဦးစီရဲ့အနီးမှာကျွန်တော်တို့တဦးစီရဲ့လက်ထဲမှာရှိနေပါတယ်ညီကောင်မောင်တို့အပေါင်းတို့ဖခင်၏မိတ်ဆွေယဟန္တာသူတော်စင်များဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်နိုင်ကြမလဲပထမဦးဆုံးအဖြေကယဟန္တာသူတော်စင်ဖြစ်ဖို့
အလွန်ကြီးကျယ်ခမ်းနားတဲ့တာမန်ထက်ထူးခြားတဲ့အပြုမှုတွေအကျင့်သီလတွေပြုလုပ်ဖို့မလိုပါဘူးယဟန္တာသူတော်စင်ဖြစ်ဖို့တာမန်ထက်ထူးခဲ့တဲ့ကျေးဇူးတော်တွေလည်းမလိုအပ်ပါဘူးအရာအလုံးထဲမှာလိုအပ်တာကခရစ်တော်ဘုရားရှင်ကိုနားထောင်ပြီးတော့နောက်တော်သို့လိုက်မယ်အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အချိန်အခါတွေမှာစိတ်မပြတ်ဖို့ပဲဖြစ်ပါတယ်တန်ရှင်းစင်ကြယ်အပြစ်ကင်းစင်နေဖို့ဆိုတာရနာခြင်းမရှိပဲအမြဲတမ်းကြိုးစားနေရမှာဖြစ်ပါတယ်ဒါပေမဲ့ဖြစ်နိုင်ပါမလားမေးရင်ဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့တန်ရှင်းစင်ကြယ်အပြစ်အနာစာကင်းခြင်းဆိုတာကလူကပြုတဲ့အရာမဟုတ်ပါဘူးဖျားရှင်ဤကျေးဇူးတော်ဖြစ်ပါတယ်ကျွန်တော်တို့ကအပြစ်တွေနဲ့ချစ်လို့ပဲမရှိတဲ့အခြေအနေမှာဖျားရှင်ဘက်ကအစပြု၍ချစ်ချင်းမေတ္တာထားပြီးတော့ကျွန်တော်တို့ကိုဖျားရှင်ဤသားသမီးတွေဖြစ်စေခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တဦးစီဟာမိမိတို့ရဲ့ဘဝအခြေအနေလိုက်မင်္ဂလာတရား၈ပါးတော်ကိုပါဝင်ကျင့်ကြံကြတဲ့အခါမှာကိုရောရှင်ဤကျေးဇူးတော်ဖြင့်မဖြစ်နိုင်တဲ့အရာကဖြစ်နိုင်သောအရာတွေဖြစ်လာပြီးတော့အဆုံးမှာကလအုပ်ကအနဖားကိုရှို့ဝင်လာနိုင်မှာဖြစ်ပါတယ်ဖျားရှင်ဤကျေးဇူးတော်အားဖြင့်သာလျှင်ခမည်းတော်ဖျားပြည့်စုံတဲ့ကဲ့သို့ကျွန်တော်တို့တွေဒီလည်းပြည့်စုံလာကြမှာဖြစ်ပါတယ်ညီကိုမောင်နှမအပေါင်းတို့ဖျားရှင်ကမိမိကိုယ်တော်တိုင်ချစ်ချင်းမေတ္တာတော်ဖြင့်ဖန်ဆင်းထားတဲ့လူသားတွေထာဝရပျက်စီးသွားခြင်းမရှိရအောင်အစွန်းကုန်ပေးဆက်ထားပြီးဖြစ်ပါတယ်တန်ရှင်းစင်ကြယ်ခြင်းဆိုတာမိမိကိုထိခိုက်စော်ကားသွားတဲ့သူတွေကိုခွင့်လွှတ်ခြင်းအာဃာတမထားခြင်းဖြစ်ပါတယ်ခေါင်းဖြတ်အသက်ခံရတဲ့စိန်ဂျွန်the Baptistကြောက်ခဲနဲ့ပေါက်သက်ခံခဲ့ရတဲ့စိန်စတီဗင်ဒဏ်ရာတော်၅ချက်ရရှိခဲ့တဲ့စိန်ဖရန်စစ်စသဖြင့်ယဟန္တာအထုပ်ပတ္တိကြားဘူးနေတော့ယဟန္တာသူတော်စင်ဖြစ်လို့တဲ့စန္ဒပြင်းပြမှုမရှိတာဟာအံ့ဩစရာမရှိပါဘူးအယမ်းခက်ခဲတယ်မဖြစ်နိုင်ဘူးငါအတွက်တော့ဘလို့မှမဖြစ်နိုင်ဘူးလို့တွေးတတ်ကြပါတယ်ဒါပေမဲ့ရာစုနှစ်တွေတခြားကျွန်တော်တို့မကြားဘူးတဲ့မရည်မတွက်နိုင်တဲ့သူတွေရဲ့အဖြစ်အပျက်တွေကိုမကြားဘူးကြပါဘူးသူတို့တွေကသူတို့ရဲ့ဘဝမှာမင်္ဂလာတရား၈ပါးအတိုင်းရိုးရိုးလေးအသက်ရှင်ခဲ့ရုံကလွဲပြီးတော့ဘာမှထူးထူးခြားခြားလောက်တာမျိုးမရှိခဲ့ပဲနဲ့သူတို့ရဲ့နေ့စဉ်ဘဝအသက်တာလေးတွေမှာငြိမ်ငြိမ်သက်သက်အေးအေးချမ်းချမ်းပျော်ရွှင်စွာနဲ့ရှင်သန်ခဲ့ကြပြီးတော့နောက်ဆုံးမှာပြည့်စုံတဲ့ကျေးဇူးတော်ကိုရရှိသွားကြတဲ့သူတွေဖြစ်ပါတယ်ဒီကနေ့ယဟန္တာအပေါင်းပွဲမှာတကယ့်အရေးကြီးတဲ့အရာတွေအပေါ်မှာအာယုံစိုက်ဖို့စိန်ခေါ်ခြင်းရရှိကြပါတယ်ထာဝရအသက်အတွက်အရေးကြီးတဲ့ယူသားခြင်းတရားမျှတခြင်းချစ်ခြင်းရရောစိတ်ရှိခြင်းမျှတခြင်းငြိမ်းချမ်းခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေရှိအောင်ကြိုးစားဖို့ကိုယ်အစွမ်းစားနဲ့ဆိုရင်ကောင်းကင်နိုင်ငံရောက်ဖို့မဖြစ်နိုင်ပေမဲ့ဘုရားရှင်ကျေးဇူးတော်ဖြင့်ကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက်ကောင်းကင်နိုင်ငံကိုဆွဲတင်နိုင်ကြပါတယ်မိမိဒီကောင်းကင်နိုင်ငံသို့ရောက်ရှိလိုတဲ့ကဲ့သို့အခြားသူများလည်းရောက်ရှိနိုင်ရအောင်တန်ရှင်းဖြူစင်ခြင်းလမ်းသို့တယောက်ကိုတယောက်ကူညီဖေးမသွားကြပါစို့တော်တာရှင်များရှင်လာစလက်မေတော်သခင်မှသာသနာပြုကိုင်းမြန်မာပြည်သို့ရောက်ရှိသည့်85နှစ်ပြည့်စင်ရတုဂျူဘလီပွဲတော်ဖာသာဦးမြသိန်း၏ယဟန်ဝါတော်အနှစ်40ပြည့်ကျေးဇူးတင်မြတ်စာတရားနှင့်ကိုရင်လောင်း9ပါးတို့၏ပထမသစ္စာခံယူခြင်းကိုမန္တလေးတိုင်းချမ်းသာကုန်း၌နိုဝင်ဘာလ10ရက်မှ9ရက်အထိကျင်းပသွားမည်ဖြစ်ပါသည်နိုဝင်ဘာလ10ရက်ကြာသပတေးနေ့ညနေ9:00နာရီတွင်ဘုံဘုံဦးမြတ်သိန်း၏ယဟန်ဝါတော်နှစ်40ပြည့်ကျေးဇူးတင်မြတ်စာတရားကိုကျင်းပမည်ဖြစ်ပြီးနိုဝင်ဘာလ9ရက်တောက်ကြနေ့နနက်8:00နာရီတွင်တော့ဂျူဘလီပွဲတော်မြတ်စာတရားကြီးနှင့်ကိုရင်လောင်းများ၏ပထမသစ္စာခံယူခြင်းမြတ်စာတရားတော်ကိုကျင်းပမည်ဖြစ်ရာတောတာရှင်များပါဝင်တက်ရောက်ကြပါရန်လာစလက်အသင်းကိုင်းမှဖိတ်ခေါ်ထားကြောင်းအတိပေးကြေညာအပ်ပါတယ်ရှင်ယဟန္တာအပေါင်းပွဲတော်နေ့မြတ်သည်ထာဝရအသက်ရှင်တန်ရမည်ကိုပို၍နှဆိုင်စွာယုံကြည်လာစေရန်ဖြစ်သည်ဟုပိုရန်မင်းကြီးမှမွတ်ကြားခဲ့ခြင်းတည်းယဟန္တာအပေါင်းပွဲတော်နေ့မြတ်ကိုကျင်းပခြင်းဖြင့်ကက်သလစ်ခရစ်ယာန်များသည်ထာဝရအသက်ရှင်တန်ကြရမည်ကိုပို၍ယုံကြည်လာနိုင်ကြစေရမည်ဟုပိုရန်မင်းကြီး Benedict XVI မှမွတ်ကြားခဲ့ပါသည်ယ
ယဟန္တာပေါင်းဖွဲ့တော်နေမြတ်သည်ကျွန်ုပ်တို့နေထိုင်ကြရမည့်နေရာဖြစ်သည့်ထာဝရဗန်းနိုင်အကြောင်းကျွန်ုပ်တို့ကိုသတိရစေပြီးဆင့်သောမတ်အကွိုင်းနက်မတ်ဆိုခဲ့သလိုစင်မှန်သောပြည့်စုံသောအလင်းလုံးဝပြည့်စုံခြင်းထာဝရဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းရရှိကြမည့်နေရာကိုသတိပေးနေသည်ဟုယဟန္တာပေါင်းဖွဲ့နေကနေ့လည်ခင်းအန်ဂျလူဆုတောင်းမြတ်တာရွတ်ဆိုပြီးမကြားခဲ့ပါသည်ထာဝရအသက်ရှင်တန်ရမည်ကိုပိုပြီးခိုင်မာစွာယုံကြည်ကြရန်နှင့်နိုဝင်ဘာလ2ရက်နေ့ကကျွန်ုပ်တို့တတိယဆုတောင်းပေးခဲ့ကြသည့်ကွယ်လွန်သွားကြပြီဖြစ်သောကျွန်ုပ်တို့ချစ်တော်သူများနှင့်တကယ်ကိုနီးကပ်စွာအတူရှိနေသည်ကိုခံစားကြည့်ကြရန်ပုပ်ရဟန်းမင်းကြီးကဘာသာသူများကိုတိုက်တွန်းခဲ့ပါသည်ယဟန္တာအပေါင်းတို့၏ဆုတောင်းပေးကြခြင်းသည်ကျွန်ုပ်တို့နှင့်ကွယ်လွန်သွားကြသည့်ကျွန်ုပ်တို့ချစ်မြတ်နိုးကြသောသူများကိုကောင်းကင်ဘုံထာဝရအိမ်တော်သို့ပို့ဆောင်ပေးပါစေဟုမိုးလေထန်နေသည့်ကောင်းကင်ပြင်အောက်စိန့်ပိဋကရင်ပြင်တော်တွင်နေ့လေကင်းဆုတောင်းချိန်အတွက်ဆုရုံးခဲ့ကြသောဘုရားဖူးများကိုမွတ်ကြားခဲ့ပါသည်ယဟန္တာအပေါင်းပွဲနေသည့်အသင်းတော်မှသူတော်စင်ယဟန္တာများအဖြစ်တရားဝင်ကြီးညာခြင်းမရှိတော့လေဘုရားရှင်တစ်ပါးတည်းသာတည်တော်မူသည့်တန်ရှင်းဖြူစင်သောအမျိုးသားအမျိုးသမီးများကိုဂုဏ်ပြုခြင်းပါခြင်းဖြစ်သည်သူတို့သည်သူတို့ဘဝထဲ၌ခရစ်တော်ကိုတည်ရှိစေပြီးဖျား၏အလိုတော်ကိုလှုပ်ဆောင်ခဲ့ကြသူများဖြစ်သည်ဟုပုပ်ရဟန်းမင်းကြီးမှမွတ်ကြားခဲ့ပါသည်အသင်းတော်ထဲ၌ပါဝင်ပြီးခရစ်တော်ဘုရားရှင်နှင့်ပေါင်းဆက်ခြင်းသည်လူတစ်ယောက်၏ပင်ကိုယ်ဤကိုယ်သွေးကိုဆုံးရှုံးမသွားစေဘဲ၎င်းကိုပွင့်လာစေပြီးချစ်ချင်းမေတ္တာတကိုးတော်ဖြင့်ပြောင်းလဲပေးကာဤကမ္ဘာမြေကြီးပေါ်၌ရှိနေစဉ်ထိုသူ၏ကိုယ်ဤကိုယ်သွေးအပေါ်၌ထာဝရကောင်းကင်သွင်ပြင်ကိုဖြစ်စေသည်ဟုပုပ်ရဟန်းမင်းကြီးမှမွတ်ကြားခဲ့ကြောင်း CNS သတင်းအရသိရှိရပါသည်ဤတွင် Radio Veritas Asia အာရှသမารတရားအတန်လွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွှင့်လို့ပြီးပါပြီ။သောတာရှင်ပေါင်းဖျားရှင်၏ကောင်းကြီးမင်္ဂလာကျေးဇူးတော်များကြွယ်ဝစုံလင်စွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။